မင်္ဂလာပါခင်ဗျာမိဘတိုင်းရဲ့ဘဝမှာအကြီးမားဆုံးသောယရနာကဘာလဲလို့မေးရင်ရင်သွေးငယ်ဒီလိုပဲဖြေကြမှာပါလူသားတယောက်အနေနဲ့ဒီလောကထဲကိုရောက်လာဖို့ဆိုတာတကယ်တော့ခဲရင်လာပါတယ်အဲ့ဒီလိုရောက်လာတဲ့အခါမှာလဲအချို့သောကလေးငယ်တွေဟာတာမန်ထက်ထူးခြားတဲ့ကံတရားတွေပါရမီတွေနဲ့ဖုံးကံတွေကိုတပါးတဲ့တည်ဆောင်လာတဲ့ကြပါတယ်မိဘတိုင်းကတော့မိမိတို့ရဲ့ရင်သွေးငယ်တွေကိုထူးကျွန်းထက်မြက်ပြီးဖုံးကံကြီးမားတဲ့သူတွေဖြစ်စေခြင်းကြတာတမတာပါလေရှေးလူကြီးသူမတွေရဲ့အဆိုအရရောလက္ခဏာဗေဒအရာရောပါရမီထူးပြီးဖုံးကံပါလာတဲ့ကလေးငယ်တွေမှာတာမန်ထက်ထူးခြားတဲ့ဝိသေသလက္ခဏာတွေရှိတတ်ကြပါတယ်သင်ကလေးဟာနောက်တစ်ချိန်မှာဖုံးကံကြီးမားမဲ့သူဖြစ်လာနိုင်မလားဆိုတာသိနိုင်ဖို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ဖုံးကံကြီးမားမဲ့ကလေးငယ်တွေဟာမွေးဖွားလာတဲ့အချိန်ကစပြီးထူးခြားတတ်ပါတယ်ဥပမာအားဖြင့်ကလေးကိုဝင်ရှိလာခြင်းကစပြီးဒါမှမဟုတ်ကလေးမွေးဖွားပြီးတဲ့နောက်မှာမိဘတွေရဲ့လုပ်ငန်းကိုင်ငန်းတွေအဆင့်ကြီးလာတာမမျှော်လင့်ပဲအခွင့်အရေးကောင်းတွေရလာတာမျိုးဟာကလေးရဲ့ဖုံးကံကြောင့်ဖြစ်ပါတယ်နောက်ပြီးကလေးမွေးဖွားတဲ့နေ့မှာယာဒီဥရုကအလွန်သားယာနေတာစိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စတွေလွင့်ပြောက်သွားတာမျိုးဟာလေကောင်းသောနိမိတ်တွေပါပဲဒီလိုကလေးတွေဟာမိဘကိုဒုက္ခပေးဖို့ရောက်လာတာမဟုတ်ပဲမိဘရဲ့ဘဝကိုပါမြင့်တင်ပေးဖို့တနည်းအားဖြင့်အင်ကိုလှပ်ဆောင်လာဖို့ရောက်လာကြသူတွေဖြစ်ပါတယ်။ကလေးတယောက်မှာဖုံးကံပါလာမည်ဆိုရင်အဲ့ဒီဖုံးကံပိုမိုတော်ပြောက်လာဖို့ကမိဘတွေရဲ့လက်ထဲမှာရှိပါတယ်။အဲ့ဒီပါရမီကိုမှန်ကန်သောလမ်းကြောင်းပေါ်ရောက်အောင်တွန်းတင်ပေးဖို့ကမိဘတွေရဲ့တာဝန်ဖြစ်ပါတယ်။ဖုံးကံပါလာတဲ့ကလေးငယ်တွေရဲ့ပထမဆုံးထူးခြားချက်ကတော့မျက်ဝန်းတွေပဲဖြစ်ပါတယ်။သူတို့ရဲ့မျက်လုံးတွေဟာတာမန်ထက်ပိုမိုကြီးလံတောက်ပနီးတတ်ပြီးစူးစိုက်ကြည့်တတ်တဲ့အလေးအထားရှိပါတယ်။နဖူးပင်ဟာလည်းကျဲပြန့်ပြီးစိုးပြေနေတတ်တာဟာဉာဏ်ပညာကြီးမားမဲ့နမိတ်လက္ခဏာလို့ရှေးလူကြီးတွေကဆိုကြပါတယ်။ကလေးတယောက်ရဲ့မျက်နှာပြင်မှာနဖူးဟာကံတရားရဲ့တကားပေါက်ဖြစ်ပြီးမျက်ဝန်းတွေဟာစိတ်ဝိညာဉ်ရဲ့ပြတင်းပေါက်လို့ဆိုနေပါတယ်။ဒီလိုကလေးတွေရဲ့မျက်လုံးဟာတာမန်ထက်ပိုမိုကြီးလင်ပြီးမျက်ထူငယ်အိမ်ဟာစူးရှတောက်ပနေတတ်ပါတယ်။ငယ်စဉ်ကကလေးကလူကြီးတွေကိုမျက်တောင်မခတ်တန်းစိုက်ကြည့်တတ်တဲ့အလေးထားရှိပြီးဒါဟာပတ်ဝန်းကျင်ကိုအကဲခတ်နေတာဖြစ်တယ်လို့အာယုံစူးစိုက်မှုအလွန်ကောင်းတာကိုပြသနေတာပါ။ဉာဏ်ရည်ထက်မြက်သူတွေရဲ့လက္ခဏာဖြစ်တဲ့အတွက်သူတို့ဟာဘာကိုမဆိုသင်ယူတဲ့အခါမှာအလွန်လျင်မြန်ပါတယ်။နဖူးပြင်ကိုကြည့်မယ်ဆိုရင်လည်းကျဲပြန့်ပြီးစိုးပြေးနေတာကိုတွေ့ရပါလိမ့်မယ်။နဖူးအထက်ပိုင်းကအနှဲငယ်မောက်နေတာဒါမှမဟုတ်ညီညာပြန်ပြူးနေတာဟာအနာဂတ်မှာဥဆောင်နိုင်မဲ့သူဖြစ်လာမဲ့လက္ခဏာပါနဖူးပြင်ဟာအတွေးခေါ်နဲ့စင်ကျင်တုံချားကိုစားပြူတဲ့အတွက်ဒီလိုကလေးမျိုးဟာဘဝမှာအခက်ခဲကြုံရအောင်မိမိရဲ့ဉာဏ်ပညာနဲ့အောင်မြင်အောင်ကြော်ဖြတ်နိုင်တဲ့ဖုံးကံမျိုးပါလာတတ်ပါတယ်ဒီလိုလက္ခဏာရှင်ကလေးငယ်တွေဟာမိဘတွေရဲ့ဘဝကိုပါအပြုစာဆောင်ရဲ့ပြောင်းလဲမှုတွေယူဆောင်လာပေးပါတယ်ကလေးရဲ့ကြည်လင်တဲ့အာကြီးတွေဟာမိဘတွေရဲ့စိတ်နှလုံးကိုအေးချမ်းစေုံတင်မကကလေးမွေးဖွားလာပြီးတဲ့နောက်မှာမိဘတွေရဲ့လုပ်ငန်းကိုင်ငန်းမှာဩဇာအာဏာတိုးတက်လာတာမျိုးလုပ်ငန်းတိုးချဲ့နေတာမျိုးတွေမကြာခဏကြုံရတတ်ပါတယ်။သူတို့ဟာမိသားစုဝင်တွေကြားမှာချစ်ချင်းမေတ္တာကိုပေါင်းကူးပြီးသူဖြစ်လို့မိဘတွေစိတ်ဆောကရောက်နေကြမှာတော့ကလေးကိုကြည့်လိုက်ရုံနဲ့စိတ်အပန်းပြေပြီးအကြံကောင်းဉာဏ်ကောင်းတွေထွက်ပေါ်လာတတ်ပါတယ်။ဒါကြောင့်မိဘများအနေနဲ့တင့်ကလေးမှာဒီလိုလက္ခဏာတွေရှိနေပြီဆိုရင်သူတို့ရဲ့ထူးခြားတဲ့အာယုံစူးစိုက်မှုကိုငယ်စဉ်ကတည်းကအားပေးပြူးထောင်ပေးပါဒါဆိုရင်တော့တင့်ကလေးဟာနောက်တစ်ချိန်မှာလူအများအားကိုးရတဲ့ပညာရှိခေါင်းဆောင်တစ်ယောက်မှုချဖြစ်လာမှာပါနောက်ထပ်ထူးခြားတဲ့လက္ခဏာတစ်ခုကတော့နားရွက်ပုံစံပဲဖြစ်ပါတယ်လက္ခဏာပေးတဲ့အရာနားရွက်ဟာအသက်ရှည်ခြင်းနဲ့ဖုံးကံကိုအဓိကဖော်ပြတဲ့အစိတ်အပိုင်းတစ်ခုပါဖုံးကံကြီးမားတဲ့ကလေးငယ်တွေရဲ့နားရွက်ဟာအသားထူးထူးထဲထဲရှိပြီးနားသီးလူခေါ်တဲ့အောက်ချေးနားရွက်သားဟာအနှဲငယ်တွေ့ကြနေတာပါတယ်။ဒါဟာရှေးလူကြီးတွေရဲ့အဆိုအရအလွန်တန်ဖိုးရှိတဲ့လက္ခဏာဖြစ်ပြီးဒီလိုကလေးတွေဟာအနာဂတ်မှာလူအများရဲ့လေးစားအားကိုးမှုကိုခံရမဲ့သူတွေဩဇာအာဏာရှိမဲ့သူတွေဖြစ်တတ်ပါတယ်။နောက်ပြီးနားရွက်ဟာဥကောင်းတဲ့အလွန်အမြန်ကပ်မနေပဲအနှဲငယ်ကားထွက်နေခြင်းဟာလည်းနားပါပြီးအချားအမြင်ကျဲသွေးဝေဖန်ပိုက်ချနိုင်စွမ်းမြင့်မြတ်သူတွေဖြစ်လာနိုင်ပါတယ်။ဒီလိုနားရွက်ပုံစံပိုင်ဆိုင်ထားတဲ့ကလေးငယ်တွေဟာမိဘတွေအတွက်လည်းကောင်းခြင်းတွေကိုတည်ဆောင်လာပေးပါတယ်။
ခလေးကိုဝင်ရှိလာခြင်းကစားလို့မိဘတွေရဲ့ဘဝမှာနာမည်ဂုဏ်သတင်းကြော်ကြားလာတာမျိုးမမျော်လင့်ပဲအဖိုးတန်တို့အခွင့်အရေးတွေရလာတာမျိုးဟာခလေးရဲ့ဖုံးကန်ကြောင်ဖြစ်ပါတယ်သူတို့ဟာမိဘစကားကိုနားဝင်လွဲသူတွေဖြစ်တတ်ကြလို့အိမ်တို့စုအတွင်းမှာနားလေမှုနဲ့ပျော်ရွှင်မှုကိုအမြဲဆောင်ကျဉ်ဖိတတ်ပါတယ်မိဘများအနေနဲ့တင့်ကလေးမှာဒီလိုထူးခြားတဲ့နားရွယ်ပုံစံပါလာပြီဆိုရင်သူတို့ရဲ့နားထောင်နိုင်စွမ်းနဲ့လေးလာလူစိတ်ကိုအလေးထားပြီးပြိုးထောင်ပေးပါဒါဆိုရင်တော့တင့်ကလေးဟာနောက်တစ်ချိန်မှာလူအများအားကိုးရတဲ့ပညာရှိခေါင်းဆောင်တစ်ယောက်မှုချဖြစ်လာမှာပါကြီးမားတဲ့ကလေးငယ်တွေမှာတွေ့ရတတ်တဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ငယ်စဉ်ကတည်းကရှိနေတတ်တဲ့တည်ငြိမ်ရင့်ကျက်မှုပဲဖြစ်ပါတယ်ဒီလိုကလေးတွေဟာတာမန်ကလေးတွေလိုအကြောင်းမဲ့ငိုယိုတာဒါမှမဟုတ်အလိုမကျလို့ကြီးကြတာမျိုးအလွန်နှဲပါပါတယ်တခါတလေမှာကလေးတစ်ယောက်ဆိုတာထက်လူကြီးတစ်ယောက်လိုတီးတီးငင်ငင်ရဲ့စဉ်းစားနေတတ်တဲ့ပုံစံမျိုးကိုတွေ့ရတတ်ပါတယ်တခုခုကိုသင်ယူတဲ့အခါမှာလည်းအာယုံစူးစိုက်မှုအလွန်ကောင်းပြီးမှတ်ဉာဏ်ထူးချွန်တာမျိုးဟာသူတို့ရဲ့ပါရမီတစ်ခုပါပဲစကားပြောစတဲ့အရွယ်မှာလည်းသူတို့ရဲ့ပြောဆိုပုံတွေဟာရွယ်သူတွေထက်ပိုမိုရင့်ကျက်နေတတ်ပါပဲအထူးသဖြင့်ကိုရည်ညွှန်းတဲ့အခါငါလို့တုံနှုံးပြီးပြက်သားပြောဆိုတတ်တာမျိုးဟာငယ်စဉ်ကတည်းကပါလာတဲ့ကိုယုံကြည်မှုနဲ့ခေါင်းဆောင်မှုအရေးချင်းကိုပြသနေတာမှာဒါအပြင်သူတို့ဟာတရိษံလေးတွေအပေါ်ကျင်နာတနာတတ်သလိုဘာသာရေးနဲ့ပတ်သက်တဲ့အရာတွေကိုလည်းငယ်စဉ်ကတည်းကစိတ်ဝင်စားရှိတတ်ကြတဲ့စိတ်ထားနှုနယ်သူလေးတွေဖြစ်ပါတယ်ဒီလိုတည်ငြိမ်အေးချမ်းတဲ့ကလေးငယ်မျိုးဟာမိဘတွေရဲ့ဘဝကိုပါစိတ်ချမ်းသာမှုအပြည့်အဝပေးစွမ်းနိုင်ပါတယ်ကလေးကပြဿနာရှာတာနဲတဲ့အတွက်မိဘတွေမှာစိတ်ပင်ပန်းမှုထက်သာစေုံတည်းမကပဲကလေးရဲ့တည်ငြိမ်တဲ့ဖုံးကန်းကြောင်အင်းတောင်စုအတွင်းမှာအေးချမ်းမှုနဲ့လပ်လပ်ပွင့်လန်းမှုတွေကိုအမြဲဆောင်ကျဉ်ပေးတတ်ပါတယ်မိဘတွေအနေနဲ့အလို့မှာဘလောက်ပဲပင်ပန်းလာပါစေဒီလိုကလေးမျိုးရဲ့အနားမှာရှိနေုံနဲ့တင်စိတ်ဖြီးစီးမှုတွေပြေပြောက်ပြီးကြည်နူးမှုကိုခံစားရမှာပါဒါကြောင့်မိဘများအနေနဲ့တင့်ကလေးမှာဒီလိုထူးခြားတဲ့တည်ငြိမ်မှုနဲ့ရင့်ကျက်တဲ့အမှုရာတွေရှိနေတယ်ဆိုရင်သူတို့ရဲ့စိတ်ကူးစိတ်တမ်းတွေကိုလေးစားပေးပါသူတို့စိတ်ဝင်စားတဲ့ဘာသာရေးဓမ္မမှန်လူမှုရေးလုပ်ငန်းလေးတွေကိုအတူတူလှုပ်ဆောင်ပေးခြင်းအပြင်ကလေးရဲ့ပါရမီကိုမြင့်တင်ပေးနိုင်ပါတယ်ဒီလိုမှန်ကန်စွာပြူးထောင်ပေးမယ်ဆိုရင်တင့်ကလေးဟာနောက်တစ်ချိန်မှာလောကကြီးကိုမြစ်ထာရနဲ့အုပ်ချုပ်မယ်အများကအားကိုးရတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်မှုချဖြစ်လာပါလိမ့်မယ်နောက်ဆုံးအနေနဲ့ဖော်ပြပေးခြင်းတဲ့ထူးခြားချက်တစ်ခုကတော့လက်ဖွားနဲ့ခြေဖွားမှာရှိတဲ့လက္ခဏာရပ်တွေပဲဖြစ်ပါတယ်ဘေးရင်တုဒေတာတွေရဲ့အဆိုအရဖုံးကန်ပါလာတဲ့ကလေးငယ်တွေရဲ့လက်ဖွားခြေဖွားတွေဟာတာမန်ထက်ပိုမိုနူးညံ့ပြီးကျဲမာတဲ့ပန်းရောင်တန်းနေတတ်ပါတယ်လက်ဖွားပြင်ကိုတေချာကြည့်မယ်ဆိုရင်ပြက်သားထင်ရှားတဲ့လက္ခဏာလမ်းကြောင်းတွေပါလာတာဒါမှမဟုတ်ထူးခြားတဲ့အမှတ်အသားတွေပါလာတာမျိုးဟာနောက်တစ်ချိန်မှာဩစာအာဏာကြီးမားပြီးအောင်မြင်မဲ့သူဖြစ်လာနိုင်တဲ့အတိတ်ဆောင်နမိတ်ကောင်းတွေပဲဖြစ်ပါတယ်ဒီလိုကလေးငယ်တွေဟာမိဘတွေရဲ့ဘဝအတွက်လက်ဆောင်လာတဲ့ယေရနာလူတင်စားလို့ရပါတယ်သူတို့ရဲ့ခြေရာလက်ရာတွေအိမ်ထဲကိုရောက်လာတာနဲ့အမျှမိဘတွေရဲ့စီးပွားရေးမှာမမျှော်လင့်ပဲအဆင်ကြီးလာတာအပိတ်ပင်အစီအတားတွေဖယ်ရှားပြီးလမ်းပွင့်လာတာမျိုးတွေကိုလက်တွေကြုံရတတ်ပါတယ်ဒါဟာကလေးရဲ့ဖုံးကန်ကမိဘတွေကိုပါအရေးအာဝါဒပေးနေတာဖြစ်လို့မိသားစုအတွက်အလွန်ပဲဝမ်းမြောက်စရာကောင်းလာပါတယ်မိဘများအနေနဲ့တင့်ကလေးရဲ့လက်ဖွားခြေဖွားလေးတွေမှာဒီလိုလက္ခဏာတွေရှိနေတယ်ဆိုရင်သူတို့ရဲ့လှုပ်ဆောင်ချက်တိုင်းကိုအကောင်းမြင်စိတ်နဲ့အားပေးကူညီပေးပါကလေးရဲ့ပါရမီလမ်းကြောင်းပိုမိုတောက်ပလာအောင်မှန်ကန်တဲ့ပတ်ဝန်းကျင်နဲ့ထိတွေ့ပေးခြင်းအပြင်တင့်ကလေးဟာနောက်တစ်ချိန်မှာအောင်မြင်မှုအထွတ်အထိပ်ကိုရောက်ရှိပြီးမိဘကိုပြန်လဲလှုပ်ကြွေမဲ့ဖုံးကန်ကြီးမားတဲ့သူတယောက်မုတ်ချဖြစ်လာပါလိမ့်မယ်မိဘများအနေနဲ့ကိုယ့်ရဲ့ရင်သွဲငယ်မှာအခုဖော်ပြပေးခဲ့ထူးခြားတဲ့လက္ခဏာတွေရှိနေတယ်ဆိုရင်အလုံးပဲဝမ်းမြောက်ဂရုစိုက်စရာကောင်းပါတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်ကတော့ကလေးတယောက်မှာပါလာတဲ့ပါရမီနဲ့ဖုံးကန်ပါလာဖို့ဆိုလားမိဘတွေရဲ့မေတ္တာရနဲ့မှန်ကန်တဲ့ပြုထောင်မှုအပေါ်မှာအများကြီးမူတည်နေတာပါ
ဖုံးကန်ရှိတဲ့ကလေးငယ်တွေဟာကောင်းမွန်တဲ့လမ်းပြမှုတာတွေ့ကြုံရမယ်ဆိုရင်နောက်တစ်ချိန်မှာမိဘကိုယ်သာမကလောကကြီးတစ်ခုလုံးကိုပါအကျိုးပြုနိုင်မဲ့သူတွေဖြစ်လာကြပါမယ်။ဒါကြောင့်တင့်ကလေးရဲ့ထူးခြားတဲ့အရေးချင်းတွေကိုငယ်စဉ်ကတည်းကဖော်ပြပေးပြီးမှန်ကန်တဲ့ပတ်ဝန်းကျင်မှာကြီးပြင်းခွင့်ရအောင်ဖန်တီးပေးဖို့တိုက်တွန်းလိုပါတယ်။တင့်ရဲ့ရင်သွဲငယ်ဟာနောက်တစ်ချိန်မှာဖုံးကန်ကြီးမားပြီးအောင်မြင်တဲ့သူတစ်ယောက်မုတ်ချဖြစ်လာပါလိမ့်မယ်။အဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။နောက်ထပ်လည်းဘ ഹു တုတဖြစ်ဖွယ်အကြောင်းအရာကောင်းတွေကိုအမြဲတင်ဆက်ပြီးသွားမှာမို့ကျွန်တော်တို့ရဲ့ channel လေးကို follow လုပ်ထားဖို့မမေ့နဲ့ဦးနော်။အားလုံးပဲကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေခင်ဗျာ။